1859ခုနှစ်မှအစဉ်သင့်ဖြစ်ပါတော့တယ်။နိုင်စင်တွေကအကြီးဆုံးခေါင်းလောင်းက Great Bell လို့ခေါ်ကြပါတယ်။အများစုကတော့ Big Bang လို့ခေါ်ကြပါတယ်။အဲ့နာမည်ကိုတော့ဘယ်လိုရသွားလဲဘယ်သူမှသိချင်မသိကြပါဘူး။ခေါင်းလောင်းကြီးကို1856ခုနှစ်မှာတွန်းလောင်းခဲ့ပြီးအလေးချိန်16တန်ရှိပါတယ်။ခေါင်းလောင်းကြီးကိုရွှေ့ဖို့တွန်းလဲပေါ်တင်ပြီးမြင်း16កောင်နဲ့ရွှေ့ခဲ့ရပါတယ်။နိုင်စင်ပေါ်မတင်ခင်ခေါင်းလောင်းကိုတူနဲ့တီးကြည့်တဲ့အခါမှာအပ်ပြီးပြန်ပြလို့မရတော့တဲ့အတွက်နောက်ခေါင်းလောင်းတစ်ခုထပ်တွန်းလောင်းခဲ့ရပါတယ်။ခေါင်းလောင်းတစ်ကိုတော့1858ခုနှစ်မှာတွန်းလောင်းခဲ့ပြီးအလေးချိန်က73တန်ခွဲပဲရှိပါတယ်။အမြင့်2.3မီတာရှိပြီးအချင်း2.5မီတာရှိပါတယ်။နိုင်စင်အစဉ်သင့်ဖြစ်ပြီးခေါင်းလောင်းကိုတင်ဖို့အမြင့်61မီတာကိုတင်ဖို့တရက်ကျော်ကြာအချိန်ယူခဲ့ရပါတယ်။1859ခုနှစ်မှာခေါင်းလောင်းကိုပထမအဆုံးတီးခဲ့ပါတယ်။မကောင်းစွာနဲ့ခေါင်းလောင်းကိုတီးရဲ့တူကလေးတဲ့အတွက်တက်ဆင်ပြီးလာနေငယ်ကြတော့ခေါင်းလောင်းကအပ်သွားပါတယ်။အဲ့ဒါနဲ့ Big Bang ကို3နှစ်နားပြီး